ရှော့တာတော့ဟုတ်ပါတယ်ဒါပဲဟဲ့အင်္ဂါသမီးလေသူတန်တရားတွေတုံးဝင်လူစိတ်တွေကြောင့်ငါတို့ခဏခဏခံရတာမင်းအဲ့ဒါကိုမေးနိုင်လားအေးအဲ့ဒါငါတို့ကြည့်နေသေးတယ်ငါတို့ပညာပြီးခြင်းသေးဟုတ်ပြီဒီချိန်ဆိုရင်အင်္ဂါသားစတူဒီယိုသွားလာ
ဟိုလေနေဟိုရှိလားသူရှိလား ရှင် ဟမ်အော်မရှိရရတယ်ပြဿနာမရှိဘူးပြဿနာကြီးနေသားလို့နေလာသွားကြဟာဒီလေဟိုဥတီချက်ဒီဟာဖတ်တာပြောတာမဟုတ်ဘူးကြာဒေါ်လာတဲ့ဥတီချက်ကဒီလိုဟိုနင်တို့လင်မယားတွေခဏပြဿနာတက်နေကြတယ်တရားလို့အဲ့ဒါပြေးလေကြောင်းဖြစ်အောင်တို့လာရှင်းပြတာမနေနိုင်ဘူးဟိုကိစ္စလေဟိုဗာလဲဖနက်ထဲမှာအေးဖနက်စာတဲ့စာပါသွားတာကိစ္စဟိုသဘောယူသူကသဘောယူတယ်ဟုတ်တယ်မာလေးကသူအဲ့လိုမိဘမြစ်တာမောင်ဝါမြစ်တာငတ်တယ်ဟုတ်တယ်တွေ့ကြလို့သူကတန်ရောနေရှိတယ်အဲ့လိုမျိုးအဲ့တော့သူကမြစ်တာနဲ့လက်ဆောင်ပေးလိုက်တာဒါပေမဲ့သူတို့ညကရိုးသားဟုတ်တယ်ရိုးသားနော်ရိုးသားတနာပါတယ်တရားစုရိုးသားတကယ်ဟုတ်တယ်အဲ့ဒါလာရှင်းပြတာဟုတ်တယ်ရိုးသားတယ်ထားလိုက်တော့ဟိုကနောက်ပြီးတော့ရင်မွေးကိစ္စရင်မွေးကိစ္စရင်မွေးကိစ္စအဲ့ရင်မွေးရလေဟိုအဲ့စုပ်ပေးလိုက်တဲ့ကောင်မလေးကဟာမဟုတ်ဘူးနှခမ်းမွေးနေလေနှခမ်းမွေးရသူ့ဖေဘုံပြောရလို့လိုက်တာရင်မွေးလက်ပွေးရွှေသူကလေတချင်းဆိုဝါဒနာပါပြီးတော့အော်လေးတော့မချိုးတတ်ပါဘူးကွာဒီမချိုးတတ်တာနှခမ်းမွေးနေသူ့ဖေအဲ့ကောင်မလေးကလေတချင်းဆိုဝါဒနာပါပြီးတော့ရင်မွေးကောင်မလေးကလုံးတော့အဲ့ရင်မွေးနေတဲ့တနာပါအဲ့ကောင်မလေးလေးဖြက်ဘာကြည့်ပြောဘာရှောက်ပြောလဲအဲ့ကောင်မလေးလေဒီလားတချင်းဆိုဝါဒနာပါတော့လေစတူဒီယိုခဏလာတဲ့ဂရီကြီးလာတဲ့ခဏမနေ့ညလာတဲ့နေ့ညလာတဲ့တော်လိုက်တော့လို့ခက်တယ်ဟောခင်ဗျာပါလို့ရှောက်လာတော့လာတာရိုးသားရိုးသားရိုးသားတယ်ငါတို့အဲ့ဒါရိုးသားတယ်ဆိုတာငါတို့လာပြောတာနင်တို့ဒီပြဿနာတက်နေမှာဆိုတော့လာရှင်းပြမတက်ကြနော်အင်္ဂါတိုင်းလည်းရိုးသားပါလားရိုးသားတယ်အဲ့ဒါပြောတာအဲ့ဒါပြောတော့နော်ဦးတော်စတူဒီယိုရောက်နေပြီလားမသိဘူးဒီကောင်ရှိမှာဘာလို့ကျွန်တော်နည်းနည်းရှုပ်နေငါအလူလာလို့ဆိုတာရှင်းကြံထားကုန်မဲလားဟမ်ရှင်းကြံထားကုန်မဲလားလို့ကျွန်မမဲနေတယ်လေပြောစမ်းပါဦးဟမ်အကိုတွေမောင်နေငက်နေတဲ့ကောင်မလေးကိုလည်းအကိုလှုပ်ပေးရတာနဲ့အစောတော့ဖြစ်နေတဲ့ကောင်မလေးရင်ဝင်းတယ်လည်းရှူနေရတယ်နဲ့ကဲပြောစမ်းပါဦးဘလောက်ပဲကိုလူကဲရဲ့မင်းဘာလာပြောနေတာဟမ်တနေ့ကုန်ပြန်ကအလုံးလုံးပြီးပြန်လာယောက်ျားကြိုးဆိုတာဒါမျိုးလားဟုတ်တယ်ဒါမျိုးပဲရှင်တို့လိုယောက်ျားတယ်လေဒီလိုကြိုစုံနေလည်းပဲတန်တာသိလားဘာလာပြောရမီးရောတခုမှနားပဲနော်ပြောရင်ကိုယ်ရင်ပြောရှင်းပြောတဲ့ပြောရှင်းပြောမယ်အဲ့ရှင်းပြောမှာရှင်ရှောက်ခဲ့တဲ့ကိစ္စကိုဟာမရှုပ်ဘူးမင်းဘယ်ကကြားလာမှမသိဘယ်ကောင်းလေးလာဆောင်အောင်သိတဲ့ကိစ္စငါဘာမှရှင်းကြမလို့အော်တော်တော်ရည်စရာကောင်းတဲ့ယောက်ျားဟမ်ကို့အပြစ်ကိုများသူများလွှဲချတယ်လို့ရှင်ယောက်ျားမဟုတ်လားဟမ်ယောက်ျားဆိုရင်လုံရင်ခံရရတယ်ရှင်သိရလားဟာခံရတယ်လုံရဲနော်အခုကကုန်းလုံးဝနဲ့ခံရမှာမလို့မခံတာမင်းလာလေငါတိတယ်ငါတတ်တယ်ငါပြောရင်မှန်တယ်ငါတိန်ကလေးဖုံးတယ်ငါဖုံးမှကြီးရှင်မမိတ်ရိုင်းတယ်နော်မဲတော့ပါပြီလေမင်းတို့အဲ့လိုပြောမှတန်တာရှင်မင်းတို့ပါတော့ပါလို့ကျန်ပါရှာပါလို့ကျန်ဟာဘာလဲမကန်လိုက်မယ်အော်မကန်ကြည့်လေကန်ကြည့်လေကန်တော့ဘာဖြစ်ရှင်ဘယ်ဖြစ်လဲပေးကြည့်ပါလားဟာဒီလိုတော့ဘယ်လိုဖြစ်လဲရှင်ကျမမင်းကဖျက်အောင်လေမင်းဘယ်ထိလိုက်ပြီမလို့လဲရှင်ကျမမင်းကမဖျက်ရတယ်ရှင်ဝတ်လေကြောင်မလုံးနဲ့နော်ဒီမှာသေးပါဦးလို့ဟယ်လိုသမီးလားမေပါမီးလေးနေကောင်းလားလို့ကောင်းပါတယ်မေရဲ့အိမ်မက်တွေမကောင်းလို့ကွယ်မီးလေးအတွက်စိတ်ပူလို့မေကဖုန်းဆက်လိုက်တာသမီးတို့အားလုံးနေကောင်းကြပါတယ်မေရဲ့မေသာမေကျမရေဂယူးဆိုင်နော်မေအတွက်မစိုးရိမ်ပါနဲ့မေကသာသမီးတို့အတွက်စိတ်ပူနေရတာအော်ဒါနဲ့သမီးတို့အိမ်တော်ကြီးရောအဆင်ပြေရလားပြေပါတယ်မေတိခါမဖို့သမီးရဲ့အင်ရှင်မဆိုတာကိုလင်ကိုသားရဲ့အကြိုက်ကိုအတတ်နိုင်ဆုံးလက်လျောပေးရမှာပေါ့သမီးဘက်ကတော့အလိုလိုက်အချိုက်ဆောင်ပါတယ်မေမေ